ဟုတ်ကဲ့အခုကကြီးတို့လေးမျက်နှာဘက်ကနေလှူပြီးတော့မနက်ဘက်ကိုဆင်းလာပြီဟင်းသရမှာပညာနေပြီးတော့အခုငတိုင်းချောင်းဘက်ကိုရေးကြီးလို့သွားနေပါပြီအခုငတိုင်းချောင်းဒီမှာငတိုင်းချောင်းစိုင်းပုတ်ငတိုင်းချောင်းစိုင်းပုတ်ပါငတိုင်းချောင်းဘက်ရေးကြီးလို့အဲ့ဘက်ကိုလာပြီးတော့လှူမှာပါမျက်နှာဘက်ကိုလှူပြီးွားပြီအခုကငတိုင်းချောင်းဘက်ကိုရောက်ပါပြီငတိုင်းချောင်းဘက်မှာလည်းရေတွေကြီးနေဘယ်မှာကြီးတာလဲဒေသခံပြောဟာဒေသခံနဲ့ အိုင်နဗျူးနားမှာရေးကြီးတယ် အိုင်တပြနောက်ဘက်မှာ အိုင်နဗျူးရှိတယ်အဲ့နားရွာတွေအများကြီးပဲရှိတယ် အဲ့နားရွာတွေရေကြီးနေအဲ့ဒါကိုကြီးတို့မှာပါတဲ့ဒါဟိုဘယ်လိုပြောမလဲဟိုချန်နာလေးတွေပေါ့နော်ချန်နာဒီဘက်မှာကြီးတို့လှူတယ်ငွေသားလေးလှူမှာဖြစ်ပါတယ်အခုကတော့ငတိုင်းချောင်းမျိုးကိုရောက်နေတာပါနောက်ဘယ်နေရာရေးကြီးသေးလဲမသိဘူးကြီးတို့ကတော့လာနေတာပဲလေနော်ဟုတ်ကဲ့အခုတွားလှူမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကြီးတို့အဖွဲ့ပါနောက်ကကားရောပါတက်စီရောကူညီပေးတဲ့ကိုကြီးပါဒါတော့တငယ်ချင်းလေးပါနောက်ကအားပေးတဲ့ကလေးတွေပါဒီမှာလိုက်ပြီးတော့ကူညီပေးတဲ့ကလေးတွေပါဒါတော့ငတိုင်းချောင်းဒေသခံရေးကြီးနေတဲ့ကလေးလေးတွေပါကဲအားလုံးဘေးကင်းပါစေနော်ဟုတ်ကဲ့ဘေးကင်းကြပါစေနောက်အခုကတော့ AR တိုင်းလက်သမားရွာကိုရောက်နေပါတယ်အခုမှဟိုဘက်မှာဒီကြီးနေတဲ့ရွာကိုသွားမှဖြစ်ပါတယ်ဟိုဘက်မှာတော့ရေတွေကတော်တော်တက်နေပြီနော်ဘာမှဖြစ်ပါလေ ဟဲ့သူတို့ရမကြီး နေရလေ သူတို့ရမရဘူးပြော ပြပြ ဒါလေး ကိုတမင်ကိုစားပြီးသူများတွေတွေ့ဒုက္ခခံနေမမှန်တာလည်းမသိ Tu pianere toccarlo in bene si anche oh da si the now and down way အခုကဒီဘက်ကိုသွားမှဖြစ်ပါတယ်ဟိုဝါရီအောင် ဟိုရေလုံးဝိတ်ဆောင်မယ်နော် 不就在我路内，都用它不路内，俺的夜阑珊珊嘞，都阴山就。